စီအိုချိုရေးကနေအရတာအသွင်ဆောင်ထားတဲ့ဦးမေအောင်လိုင်ရဲ့တရုတ်နိုင်ငံခီးစဉ်အတွင်းတရုတ်နဲ့မြန်မာပညာရှင်တွေပူးပေါင်းပြီးဆက်သွယ်ရေးဂျိုဒူလွင့်တင်ဖို့ဆွေးနွေးခဲ့တယ်လို့သမ္မတရုံးပြောခွင့်ရဒေါက်တာခိုင်ခိုင်စိုးကတရုတ်ခီးစဉ်ကပြန်လာအပြီးသတင်းတောက်တွေကိုပြောပါတယ်မြန်မာနိုင်ငံပညာရှင်တွေနဲ့တရုတ်ကပညာရှင်တွေပူးပေါင်းပြီးတော့မကြခင်မှာဂျိုဒူတစ်လုံးလွင့်တင်မှုအတွက်ကိုလည်းကျမတို့ဆွေးနွေးနိုင်ခဲ့ပါတယ်ဒါဆိုရင်ဒီသမ္မတကြီးခီးစဉ်ကနေပြီးတော့မှမြန်မာနိုင်ငံရဲ့ဒီအာကာသကိုခြေလန်းသစ်စတင်တဲ့ခီးစဉ်တစ်ခုလို့လည်းပြောနိုင်ပါတယ်ရှင့်ဒါဟာအာကာသကိုခြေလန်းသစ်စတင်တာလို့သူကပြောပါတယ်မြန်မာနိုင်ငံအတွင်းမှာတိုင်းပြည်ရဲ့ထက်ဝက်လောက်သာအုပ်ချုပ်နိုင်စွမ်းရှိတဲ့လက်ရှိစစ်အုပ်စုအုပ်ချုပ်ရေးအဖွဲ့ကအာကာသကိုခြေလန်းသစ်လမ်းဖို့ပြင်လာတော့စဉ်းစားစရာဖြစ်ပါတယ်ပြည်တွင်းမှာချွတ်ချုံကျနေတဲ့စီးပွားရေးကဏ္ဍကိုအရင်တိုးတက်အောင်မလုပ်နိုင်သေးခင်ပြည်သူတွေအေးအေးချမ်းချမ်းနဲ့တိုင်းပြည်အတွင်းလွတ်လပ်စွာတွာလာရဲအောင်တောင်မစီစဉ်ပေးနိုင်သေးခင်အာကာသကိုခြေလန်းသစ်လမ်းမယ်ဆိုတဲ့ပြောဆိုမှုဟာတဆန်နေပါတယ်အရာရာတရုတ်ရဲ့စိုးမိုးချေလဲမှုအောက်ရောက်နေပြီးတရုတ်ပြည်သူများနှုတ်နေရတဲ့ဘဝရောက်နေတဲ့မြန်မာနိုင်ငံဟာဒီအစီအစဉ်ကြောင့်တရုတ်ကအာကာသကနေပါလှမ်းပြီးလွှမ်းမိုးချေလဲတာကိုခံရအောင်မဲ့သဘောရှိပါတယ်ခင်ဗျာကျွန်တော်ဇော်မလိုက်ပါ